YouTube မှာ video တွေတင်ပြီးတော့ YouTube ကနေပတ်စံလေးစားခြင်းနဲ့ YouTube channel တစ်ခုကို2016မှာတည်ဆောက်ခြင်းနဲ့ဒါပေမဲ့ YouTube channel တစ်ခုကိုဘယ်လိုမျိုးလုပ်မှမသိဘူးဆိုတဲ့လူတွေအတွက်ဒီနေ့မှာကျွန်တော်နဲ့အတူ YouTube channel တစ်ခုကိုစပြီးတော့ဖွင့်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်း YouTube channel ကိုအခုမှစပြီးတော့အမှန်ဒါပေမဲ့ကျွန်တော်မှကျွမ်းကျင်မှုတွေနဲ့ပါတော့စီတယ်ဗျာ YouTube နဲ့ပတ်သက်လို့ဆိုတော့ကျွန်တော်အနေနဲ့ YouTube channel တစ်ခုကိုစပြီးတော့မှဆိုလို့ဆိုရင်ကျွန်တော်အဓိကတော့ YouTube ရဲ့ name လို့ပေါ့ဗျာကို channel name တစ်ခုလို့မယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီ Dylan AI ဆိုတဲ့ဟာကိုပဲကျွန်တော်နေပြီးတော့သုံးမယ်ဗျာဒါကတော့ကျွန်တော်ရဲ့ brand နဲ့ရော TikTok ကောင်းတဲ့တူပဲပေါ့ဆိုတော့ကျွန်တော်ဒီ channel ရဲ့ foundation မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေကိုအဓိကထားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကြာကိုယ့်ရဲ့ discussion တွေပါညာနဲ့တွားမယ်ဆိုတော့ဗျာကျွန်တော်အနေနဲ့အရင်ဆုံး YouTube channel တစ်ခုတော့ဖွင့်မယ်ဗျာဆိုတော့ YouTube channel ကဖုန်းနဲ့လည်းဖွင့်လို့ရတယ် laptop နဲ့လည်းဖွင့်လို့ရတယ်ကျွန်တော်တော့အခုလက်ရှိ laptop နဲ့ပဲတစ်ခါလေးဖွင့်ကြမယ်ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော် cloud ကိုတွားလိုက်မယ် cloud တွားပြီးလို့ရှိရင်ကို YouTube channel ဖွင့်မယ် account တစ်ခုဝင်ရောဗျာကျွန်တော်တို့ဒီ Gmail နဲ့ကျွန်တော်ဝင်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော် YouTube လို့ကျွန်တော်ရိုက်ချလိုက်မယ်ဗျာနိုင်ပြီးတော့မှကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ profile ပေါ့နော်ကိုက account မိသားဆိုလို့ရှိရင် account မှာတစ်ခါတွေ့ရမယ် account ဝင်ရတယ်ဆိုကိုယ့်ရဲ့ Gmail account နဲ့ဝင်လာပေါ့နော်ဆိုတော့မှဆိုလို့ရှိရင်ဒီ YouTube channel က YouTube account က channel မရှိသေးဘူးဗျာဆိုတော့ကျွန်တော်အနေနဲ့ create channel ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် name ပေးရမယ်ဗျာ name ပေးရမယ် profile တွေပါထည့်ရမှာပေါ့နော်ကျွန်တော်ကတော့အရင်ဆုံး name ကိုကြာတော့ကျွန်တော်Dylan AI ဗျာ Dylan AI ဆိုတော့ခဏလေးဒီမှာစီးနေတာပေါ့နော်ကျွန်တော် Dylan AI ဆိုတဲ့ဟာလေးပေါ့ဒီမှာ Dylan AI ဆိုတော့ဒီအောက်မှာဆိုလို့ရှိရင် Dylan AI ဆိုရပြီပေါ့နော်ကျွန်တော်တို့နေအဲ့ဆိုရင်ကိုယ့်ရဲ့ profile photo ကတော့ကိုကြိုက်တာထည့်လို့ရမှာဗျာကျွန်တော်တခုစာကြည့်အောင်မယ်ကျွန်တော်မှတ်တာဟာစီးလားမသိဘူးဗျာကျွန်တော်ရပြီဆိုလို့ရှိရင်ကျွန်တော် create channel ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် YouTube channel တစ်ခုရပါပြီဗျာ channel တစ်ခုရပါပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ customize တွေအများကြီးလောက်အောင်မယ်ဗျာcustomization ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင် customize channel ကိုကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်တို့ YouTube story ကိုရောက်လာမှာပေါ့ဗျာ beta story ဆိုတဲ့နေရာလေးမှာဆိုတော့ okay ဒီမှာကျွန်တော်အနေနဲ့ continue ကိုပဲနှိပ်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel နေတွေရပြီစရပြီကျွန်တော်တို့ဒီမှာဝစကြအောင်ပဲဗါလဲဆိုတော့ဒီနောက်ကဗါလဲကဘာပို့တူလားဘန်နာ YouTube ဘန်နာတစ်ခုကြံမယ်ဆိုတော့ကျွန်တော်ဒီမှာပြင်ရမယ့်ဟာတွေကျွန်တော်ချက်ကြည့်မယ်ဗျာဒီမှာနေတွေပါပြီးသွားပြီကျွန်တော်အနေနဲ့ဒီမှာ YouTube ကွဲ channel ရဲ့ discussion တွေပါကျွန်တော်ထည့်ရမှာညာနည်းနည်းပါဆိုတော့အဲ့ဒီတော့ကျွန်တော်ဟိုဘက်ချောင်းကျွန်တော်ပြောသွားမယ်ကျွန်တော်ဒီမှာ discussion ရေးရတာရှိရဗျာအဲ့ဒီမှာကျွန်တော် channel discussion ရှိမယ်အဲ့ဒါကိုကျွန်တော် copy ကူးလိုက်မယ်ကူးပြီးတော့ခဏတည်းကကျွန်တော် YouTube channel မှာကျွန်တော်ထည့်မယ်ဆိုစင်းဒီမှာရပြီ okay ကျွန်တော် Telegram link တွေပါမယ်အဲ့ဒါမှမရသေးဘူးဆိုဒီအောက်မှာ link ထည့်လို့စင်းထည့်လို့ရပါကျွန်တော် Telegram link ကိုကျွန်တော်ဒီမှာထည့်ထားလိုက်အဲ့ link နိုင်မယ် URL ဒီအောင် Telegram channel ရဲ့ URL ပြီးလို့စင်း Telegram ကိုsorry ဆိုတော့ကျွန်တော် Telegram ကိုကျွန်တော်ထည့်ထားမယ် okay ပြီးလို့စင်းကျွန်တော် TikTok မှာကျွန်တော်တစ်ခါတန်းထည့်ထားမယ်TikTok ဒီကောင်မှန်လားမသိဘူးကြာကျွန်တော်စလာနေပြီးတော့ခဏတည်းကURL မှာကျွန်တော်ထည့်မယ်ပြီးလို့ရှိရင် TikTok ပေါ့ပေါ်ဟာမှန်လိုက်မယ် okay ရပြီကြာ TikTok နဲ့ YouTube TikTok နဲ့ Telegram နဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်နောက်ပိုင်းမှာကျွန်တော် Facebook တွေပါကျွန်တော်လည်းထည့်တော့မယ်ဆိုတော့အဲ့ဒါကိုမှကျွန်တော်အနေနဲ့ကောလုံးဒီမှာ PUI ဆိုစီကျွန်တော်ကောလုံးမှန်ပြီဆိုစီကျွန်တော်အနေနဲ့ banner တစ်ခုပဲလိုတယ်ကြာ channel banner တစ်ခုတက်လောက်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တို့အနေနဲ့ဥစ္စာထည့်မယ်ကြာထည့်မယ်ဆိုတော့ကျွန်တော်ဒီကောင်ကိုကျွန်တော်ထည့်ကြည့်မယ်ရမလားလို့ဒီမှာတော်လေးတော့ဥစ္စာဖြစ်နေတယ်ဒါမှကျွန်တော်အဆင်ပြေသလိုလေးပဲကျွန်တော်ထည့်လိုက်မယ်ဒီကောင်တစ်ခုပဲအဓိကထားပြီးယူလိုက်မယ်ကြာDylan AI make money online ဆိုတဲ့ဟာလေးကိုပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဆိုတော့ကျွန်တော်ဟာလေးဖြုတ်ပါပြီကြာဖြုတ်ပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်တစ်ခါတည်းဥစားလောက်လိုက်တော့မယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ပြင်လို့ရတာပြင်ရမယ့်နေရာလေးရှိသေးတယ်ဗျာဆိုတော့ကျွန်တော်ဒီမှာပြန်မနေရတော့စီစီတယ်အဲ့လောက်ကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ custom ဒီ setting ဆိုတဲ့နေရာမှာကြာကျွန်တော်အခုက channel အသစ်ဆိုတော့ setting ဆိုတဲ့နေရာမှာကျွန်တော်ဒီကောင်ဘာမှမလုပ်ဘူး channel ကိုသွားမယ်သွားပြီးလို့ရှိရင်ကျွန်တော် country ကကျွန်တော်က Thai မှာဆိုတော့ Thai မှာကျွန်တော်ယူထည့်ထားလိုက်မယ်
Thailand keyboard တွေကြောင့်လည်းထည့်လိုက်မယ် keyboard ကျွန်တော်ကဒီမှာ keyboard တွေစီတယ်ဆိုတော့ copy keyboard ထည့်ရဆိုတော့keyboard ထည့်လိုက်မယ် okay ပြီးလို့ရှိရင် save ကိုနှိပ်လိုက်မယ်ဆိုတော့ channel မှာနှိပ်မယ် keyboard ထည့်တာပါပြီ advanced တင်မှာဒီမှာကြတော့ဒီကောင်ကကျွန်တော်နည်းဗီဒီယိုကဒါ clay တော့မဟုတ်ဆိုတော့ clay တော့မဟုတ်ကျွန်တော်နေလိုက်မယ် okay and that's all ဒီမှာ chart ထည့်ပြီးတော့မလုပ်ကြမလို့ဗျာ video quality allow you to claim my content okay sorry ကျွန်တော်မှားနိုင်ပါလားကျွန်တော်နောက်တစ်ဆင့်သွားဖို့လုပ်တည်တယ်နောက်တစ်ဆင့်ကျွန်တော်ဒီမှာအရေးကြီးတဲ့အဆင့်ပေါ့နော် phone number ထည့်ရမှာကြာ phone number ထည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော် verify phone number ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ time phone number ကိုကျွန်တော်ထည့်မှာပေါ့ကျွန်တော် phone number ကကျွန်တော်ခဏမေ့နေလို့Thailand 398ဆိုတော့ phone number verify ဖြစ်ပါပြီကြာ phone number verify ဖြစ်ပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ချက်ချက်ကြည့်မယ် okay phone number verify ဆိုခဏနေရမှာကျွန်တော်တို့အနေနဲ့ဒါပွင့်ပါကြာပွင့်ပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ကြာတော့ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ video ပဲကျွန်တော်တင်ရမယ်ကြာ video verification မှာtake 6 second video of myself okay let's go ဒါဆိုလို့ရှိရင်တော့ရပါပြီကြာရပါပြီဆိုလို့ရှိရင်ကျွန်တော် content လောက်တာတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ YouTube channel ကတော့တော်လေးကိုတော့ပြီးညောင်းတော့ပြီးသွားပြီပေါ့ဗျာဆိုတော့ခြားတင်ရကျွန်တော်ကြည့်မယ်ဗာတွေကိုထပ်ပြီးတော့ထည့်ကြရရှိမယ် basic info တွေဗာတွေဆိုလို့ရှိရင် public ဒါကြောင့်နောက်မှ video တင်မှလည်းလောက်လို့ရတဲ့ဟာပဲတက်ပြီးတော့ရေးကြည့်ပါဆိုလို့ရှိရင် community တွေဗာရှိမယ်ဆိုတော့ကျွန်တော်ဒီမှာဗာလဲ keyboard တွေဗာလဲတခြားထည့်ထားတယ်ဗျာဆိုတော့နောက် video တင်တဲ့ခါမှာတော့ထပ်ပြီးတော့ထည့်မှာပေါ့ဆိုတော့ကျွန်တော်လည်းရှင်းရမယ်ရှင်းပြီးလို့ရှိရင်ဒါကျွန်တော်အနေနဲ့ဒါ YouTube channel တခု setup လုပ်ပြီးသွားပြီပေါ့ဗျာဆိုတော့ကျွန်တော် channel ကိုကျွန်တော်ချက်ကြည့်မယ်ဘယ်လိုလာမလဲဆိုတော့အခုဆိုလို့ရှိရင်တော့ကျွန်တော် YouTube channel တခုကိုအောင်မြင်စွာဖွင့်လုပ်ပြီးသွားပြီဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်အနေနဲ့ video လေးကိုတေချာတင်တဲ့အဆင့်ကိုလည်းကျွန်တော်အနေနဲ့ video လေးလောက်ရတော့မှဖြစ်တယ်လို့ကျွန်တော်ရဲ့ YouTube channel အသစ်လေးကိုလည်း subscribe လုပ်လာပြီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆုံတွေ့ပါမယ် Yeah, watching.